မိကောင်းဖခင်ရှိနေရင်တော့ဘဝဟာဘယ်တော့မှပြိုမလဲဘူးဆိုတာကိုသက်သေပြလိုက်တဲ့ယောမနီလွင်မို့လူသားရဲ့ဘဝမှာခက်ခဲတွေဝေဖန်နှံတွေနာကျင်စရာတိတ်တွေကိုမကြုံဘူးတဲ့သူဆိုတာမရှိတော့ပါဘူးဒါပေမဲ့လည်းအဲ့လိုကြုံဘူးတဲ့ချိန်မှာတော့ကိုဘေးမှာမမမမနဲ့ရက်တီပေးမဲ့မိဘတွေရှိနေသေးရင်တော့ဘဝကတော့ဘယ်တော့မှမပြိုလဲသွားနိုင်ပါဘူးအိမ်အောင်ရေးအချစ်ရေးနဲ့ဘဝလက်ပြောင်းတွေကိုကြုံတွေ့ရပေမဲ့လည်းယုံမတိလွင်မှုဟာတော့အာရုံမသွားဘဲနဲ့နောက်တာတစ်ခုမှမရှိဘူးလို့ယုံကြည်ချက်အပြည့်နဲ့ပြောပြလာခဲ့ပါတယ်။တစ်ချိန်လုံးကလူမှုကွန်ရက်စာမျက်နှာပေါ်မှာသူမကိုစင်ကယ်မာသားဆိုတဲ့စကားလုံးတွေနဲ့ဝေဖန်သူတွေရှိကြပါတယ်။ဒါပေမဲ့လည်းယုံမတိလွင်မှုတက်ကတော့အဲ့ဒီဝေဖန်တာတွေဟာဂရုစိုက်စရာမလိုတဲ့အရာတွေလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူမနောက်မှာအမြဲတမ်းမမရက်တီပေးတဲ့ဖခင်ကြီးဦးလွင်မိုးရှိနေလို့ပါ။သမီးဖြစ်သူကိုစိတ်မထိခိုက်စေဖို့အတွက်ငါသမီးပေးမှငါရှိတယ်ဆိုတဲ့ရက်တီချက်နဲ့အားပေးကာကွယ်နေတာလည်းဖြစ်ပါတယ်။အနုပညာလောကမှာနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်နေပေမဲ့သမီးရဲ့အနုပညာလို့စလုပ်တဲ့အချိန်မှာအဝတ်အစားထုတ်တွေကိုကိုယ်တိုင်ထမ်းပေးပြီးဘေးကနေလိုက်ပြီးဆောက်ရှောက်ပေးနေတာဟာဖခင်တစ်ယောက်ရဲ့မြတ်တာကိုအလှပဆုံးပုံဖော်ပြခဲ့ပါတယ်။ဖခင်နဲ့မဟုတ်ဘဲနဲ့မိခင်ဖြစ်သူတော်မင်းသူကလည်းသမီးပေးမှာထက်ချက်မခွာပဲဖေးမပေးတဲ့သူပါဒါပြင်မှာတော့မီလင်းလေးရန်ကိုအဖိုးဖွားတွေကတဲတဲလို့ချစ်ပေးနေကြတဲ့ပုံရိပ်တွေကလည်းမိသားစုမြတ်တာရဲ့တမိုးကိုပို့ပြီးတော့ပေါ်လင်းစေခဲ့ပါတယ်အခုချိန်ဆိုရင်တော့ယုံမတီလွင်မို့ဟာဝေဖန်တဲ့တွေကြားထဲမှာတော့ကိုဘဝကိုယုံကြည်မှုရှိရှိနဲ့ဆက်လက်ဖြတ်သန်းနေပြီးမိသားစုရဲ့မြတ်တာနဲ့အားပေးမှုတွေကြောင့်ပုံမခိုင်မာလာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လို့နေခဲ့ပါတယ်ဝေဖန်တဲ့တွေတက်ဘလို့ချင်းနေမျိုးမှပဲမဆိုမိဘတွေရှိနေရင်တော့ဘဝကပြည့်စုံနေဆိုတဲ့စကားလုံးကိုရုံးမနေလွယ်မှုကတော့ရဲရဲဝံ့ဝံ့ချပြလိုက်တာပါငယ်လေးတွေကိုလည်းမမောမပန်းနိုင်လိုက်လံလူဒန်းခဲ့တာကိုအလုံးကတော့မျက်မြင်ကိုယ်တွေပဲတွေ့ရှိခဲ့ရတာပါအဲ့ဒီချိန်တွေကနေပုတုရဲ့ဖြူစင်တဲ့ပရာဟိတစိတ်ထားကိုပရိသတ်တွေကတော့တခဲနဲ့အတိမတ်ပြူလက်ခံခဲ့ကြတာပါအဲ့ဒီနောက်ပိုင်းကနေစပြီးဆယ်လီပုတုဟာတော့ဖျော်ဖြေရေးတတ်တာမဟုတ်ပဲပရာဟိတလမ်းကြောင်းပေါ်ကိုအချိန်ပြည့်လမ်းလျှောက်နေခဲ့တာပါသဘာဝဘေးရနေရဖြစ်တဲ့ငလင်ဘေးရေဘေးမိဘေးတွေကြုံတွေ့လာတဲ့အချိန်မှာလဲရှေ့တုန်းကနေမမက်ရက်တီလေးရှိသလိုစိတ်ကူတာဖို့အတွက်ငွေကြေးမတက်နိုင်လို့အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ဆင်းရဲနွမ်းပါးတဲ့လူနာတွေကိုလည်းမြို့ရွာအနှံကိုကိုယ်တိုင်ကိုယ်ကြလိုက်လံရှောက်ပေးပြီးလိုအပ်တဲ့ငွေရေးကြေးရေးလေးတွေနဲ့စေဝါတွေကိုထောက်ပံ့ကူညီပေးခဲ့တာယနေ့ထိုင်ဒီပါပြီးခဲ့တဲ့ရက်ပိုင်းကမှလည်းပရိသတ်တွေကြားထဲမှာအတော်လေးကိုမှကြရက်ရက်သွားခဲ့တဲ့ကိစ္စတစ်ခုရှိပါတယ်ဒါကတော့မိမကိုအစ်စ်နဲ့ပတ်ခံခဲ့ရပြီးပြင်းထန်တဲ့တရားတွေကြောင့်အနှံ့ဆိုးတွေထွက်နေတဲ့စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ယောက်ရဲ့အဖြစ်ဖြစ်ပါဒီလိုမျိုးဘယ်သူမှအနာမကက်ရဲလောက်အောင်စိုးဝါးစွာဖြစ်ပျက်နေတဲ့ခြေနေမှာတော့ဆယ်လီပုတုကတော့ရွှေရှာခြင်းအလင်းမရှိဘဲနဲ့ကိုယ်တိုင်သွားရောက်ပြီးကုညီဆောက်ရှောက်ပေးပြီးလိုအပ်တဲ့စေဝါကုသမှုတွေကိုလည်းရရှိအောင်လို့ကုညီဖေးမခဲ့တာဟာတကယ့်ကိုမှမွန်မြတ်လာတဲ့လုပ်ရတစ်ခုပဲဖြစ်ပါတယ်ဒါကတော့လူသားချင်းစာနာထောက်ထားမှုနဲ့အမြင့်မြတ်ဆုံးပြရုပ်တစ်ခုကိုပြသသွားခဲ့တာလည်းဖြစ်ပါတယ်ဒီလိုမျိုးတဦးချင်းစီရဲ့တနေရာချင်းစီကိုလိုက်လံလူဒန်းပေးခဲ့တဲ့ဆယ်လီပုတုဟာတော့အခုအချိန်မှာတော့ပုံမကြီးမားတဲ့ပရာဟိတခြေလမ်းကြီးတစ်ခုကိုစတင်လိုက်ပြီပဲဖြစ်ပါတယ်ဒါကတော့ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်မှာအကူအညီမဲ့နေတဲ့မိဘမဲ့ရင်သေးလေးတွေအတွက်တီးတန့်ရွေးသိမ်းငယ်များဆောက်ရှောက်ရေး